အားလုံးပဲမင်္ဂလာပါ something oven ပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ဒီ tag လေးကိုဘယ်လိုလုပ်လဲဆိုတာပြပြပေးချင်ပါတယ်ပထမဆုံး tag share ကိုအရင်လုပ်ပါတယ် tag share ကိုလုပ်တဲ့အခါမှာအရှိတစ်ခေါက်ကတော့ tab pen နဲ့လုပ်ပြထားတာပါဒီတစ်ခေါက်ဒါ ring လေးပေါ့နော် ring လေးဆိုတာသူ့ဘေးနားမှာအဲ့လိုမျိုးအပေါက်ကလေးပါပါတယ်ဘေးနားအပေါက်ပါတော့ဘေးနားကိုတော့ဖောက်ဆရာမလို့ပေါ့နော်အောက်ကိုကြတော့ခရင်နဲ့အရာလေးပေးရပါတယ်ဒါမှလေးထွက်သွားမှာပါအောက်ဘက်ကိုပေါက်ဖောက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုပုံစံလေးဖြစ်သွားပါတယ်ဒါဆိုရင်တော့ oven နဲ့ထည့်ဖို့ ready ပါပဲoven နဲ့ပြန်ထုတ်လာပါပြီအဲ့ထဲကို custard ထည့်ပါမယ် custard cream ပေါ့နော် custard cream ထည့်ပါမယ်ပြီးရင်ခုနလောက်ထားတဲ့ strawberry goodies လေးကိုအပေါ်ကနေတင်လိုက်ပါမယ်အဲ့ strawberry အလုံးလေးဘေးနားကို whipping cream လေးနဲ့အလှဆင်လိုက်ပါမယ်ပြီးတော့အပေါ်မှာရွှေအောင်မုံလေးကတ်လိုက်လို့ရှိရင်ဒီလိုလှပတဲ့ tag လေးရသွားပါပြီနောက်လည်းဒီလို baking tips လေးပြပြပေးသွားမှာမလို့ something oven follow လုပ်ပေးထားကြပါနော်